အဖိုးကမဆုံးခင်ကောင်မလေးကိုအနားခေါ်ပြီးပြောသွားတယ်သူဆုံးသွားရင်ဝမ်းမနေပါနဲ့တဲ့ဘာလို့လဲဆိုတော့ခြံထဲမှာသူ့အတွက်ယတနာတစ်ခုဝယ်ထားပေးလို့ပါတယ်အဲ့ဒီချိန်ကကောင်မလေးကအဖိုးကသူ့ကိုနှစ်သိမ့်ပေးတယ်ပဲထင်ခဲ့တာဒါပေမဲ့10 နှစ်ကြာပြီးနောက်ဇာတိကအိမ်ကဖျက်သိမ်းခံရပြီးအိမ်9 လုံးခွဲရတယ်ဗတ်လိုက်တဲ့မိဘတွေကမောင်လေး2 ယောက်ကိုတစ်ယောက်ကို2 လုံးစီခွဲပေးပြီးခြံနဲ့တစ်လုံးကိုတော့သူတို့ဦးစားမင်းစားအတွက်ခြံထားတယ်မိသားစုအတွက်အရာရာပြီးဆက်ခဲ့တဲ့ကောင်မလေးကတော့ဘာမှမရခဲ့ဘူးဒါကူမြင်တော့ကောင်မလေးကအရန်ဒေါသထွက်ပြီးဘာလို့ဒီလောက်တောင်ဗတ်လိုက်ရတာလဲလို့မိဘတွေကိုမေးခွန်းထုတ်တယ်ဒီနှစ်ဒီထဲမှာမောင်လေး2 ယောက်ကအပျော်အပါးပဲမှတ်ပြီးဘာမှမလုပ်ချဘူးအိမ်စရိတ်အားလုံးကိုသူနဲ့သူ့ခင်ပွန်းကပဲစိုက်ထုတ်ခဲ့တာအမိကိုစီးကူးပေးဖို့အတွက်သူတို့ဇနီးမောင်နှံကသူတို့ရဲ့တလုံးသေးသောမင်္ဂလာဆောင်အိမ်ကိုတော့ရောင်းချခဲ့ရတယ်အခုအိမ်ဟောင်းကဖျက်သိမ်းတဲ့အခါသူတို့အတွက်တလုံးမှမရှိဘူးမိဘတွေကသူတို့ကိုလမ်းပေါ်ထွက်အိတ်ခိုင်းချင်နေတာလားဒါပေမဲ့အမိဖြစ်သူကတော့အတင်းအဓမ္မပဲပြောတယ်ညာပြီးသားသမီးကတဆိုင်ပေးတယ်ကောင်မလေးကအိမ်လိုချင်ရင်သူ့ယောက်ျားစီမှာပဲသွားတောင်းပါလေသူစိန်တယောက်ကဘလို့လုံးမိဘအိမ်ကပစ္စည်းတွေကိုလောဘတက်နေတာလေတဲ့ကဲရဲနေတဲ့မောင်လေး2 ယောက်ကိုကြည့်ပြီးကောင်မလေးကထပ်ပြီးငင်းခုန်မနေတော့ပဲသူ့ခင်ပွန်းနဲ့ကလေးကိုခေါ်ပြီးအိမ်ကနေချက်ချင်းဆင်းသွားခဲ့တယ်ဒေါသတွေထွက်နေတဲ့မိဘတွေကိုကြည့်ပြီးကောင်မလေးကလှောင်ရည်လိုက်မိတယ်အစကတော့မိသားစုမှုလို့အဖိုးပြီးခဲ့တဲ့ယတနာကိုမထုတ်သုံးခဲ့တာဒါပေမဲ့အခုကြည့်ရတာဒီလူတွေကမတန်ဘူးပဲညဘက်မှာတော့ကောင်မလေးကခင်ပွန်းနဲ့အတူအငှားအိမ်ကိုပြောင်းလာခဲ့တယ်တားလေးကိုတိတ်ပြီးတဲ့နောက်မှာတော့ကောင်မလေးကတီတန်းစာတစ်ဆောင်ကိုခင်ပွန်းကိုထုတ်ပြလိုက်တယ်ခင်ပွန်းကမြင်တော့အယံအံ့ဩသွားတယ်ဒါအဖိုးချန်ထားခဲ့တဲ့ယတနာပဲအဖိုးကမိဘတွေကောင်မလေးကိုနှိပ်စက်မယ်ဆိုတာကြိုသိနေလို့အစောကြီးကလေးကအိမ်ဟောင်းကိုတီတန်းစာလုပ်ပြီးခဲ့တာကောင်မလေးအရွယ်ရောက်လာတာနဲ့အိမ်ကသူ့နာမည်ကိုအလိုအလျောက်ပြောင်းသွားမှာတနည်းပြောရရင်မိဘတွေကဒီနှစ်တွေမှာခဏလာနေတာပဲရှိတာအင်ရှင်ဖြစ်တဲ့ကောင်မလေးရဲ့သဘောတူညီချက်မပါပဲသူတို့တလုံးမှခွဲဝေလို့မရဘူးကောင်မလေးကအစကအိမ်9 လုံးကိုညီတူညီမျှခွဲပေးဖို့စိတ်ကူးခဲ့ပေမဲ့အခုတော့စိတ်ပြောင်းသွားပြီနောက်တနေ့မှာမိဘတွေကပျော့ပျော့ပါးပါးနဲ့အိမ်အမိပြောင်းဖို့ရုံးကိုရောက်လာကြတယ်ဒါပေမဲ့သူတို့ကအိမ်အမွေဆက်ခံသူမဟုတ်ဘူးလို့ကြားလိုက်ရတော့အယံအံ့ဩသွားတယ်ဘလို့လို့ဖြစ်နိုင်မှာလဲလို့မီးတော့ဝန်ထမ်းကစိတ်ပြက်လက်ပြက်နေပဲစနစ်ကမားစရာမရှိဘူးလို့ပြောတယ်။ဤခေထားတာကိုဖြေးချင်းတခဲအမွေစက္ကန့်သူကိုဆက်သွယ်ရမိတယ်။ဒီစကားကြတော့မိဘတွေမျက်နှာပြတ်သွားတယ်။ရှုကြည့်ရှာဆိုလေဒီစောဖွားမလေးလုတ်တာလား။ဒါနဲ့မိဘတွေကခလီထင်းချောင်းကိုချက်ချင်းလိုက်သွားပြီးကောင်မလေးကိုတားဆီးပြီးတော့ချက်ချင်းပြန်လာပြီးလက်မှတ်ထိုးပေးဖို့ခိုင်းတယ်။မိဘတွေရဲ့ပြာရခတ်နေတဲ့မျက်နှာတွေကိုကြည့်ပြီးသူတို့တီတန်းစာအကြောင်းကြိုတိနေခဲ့ကြတာပဲလို့ကောင်မလေးသိလိုက်တယ်။အဖိုးကတီတန်းစာကိုခိုးပြီးဝတ်မထားခဲ့ရင်သူလည်းအခုထိအမောင်ထဲမှာပဲရှိနေအောင်ပါတီတန်းစာကိုရုံးကိုအထားပြီးအင်ကသူ့နာမည်နဲ့ပဲဖြစ်တယ်လို့ပြောလိုက်တယ်တခြားလူတွေမှာခွေးဝေပိုင်ခွင့်မရှိဘူးလေနောက်တနေ့မှာရှိနေနဲ့တွားတိုင်ပြီးနေရှင်းနေကတီတန်းစာကိုစစ်ဆေးပြီးဒီတီတန်းစာရှိရင်ဒီအမှုကကျင်းတည်နိုင်တယ်လို့ပြောတယ်ဒါပေမဲ့သူတို့အိမ်ပြန်ဖို့ပြင်နေတော့မှမောင်လေး2 ယောက်ကရုတ်တရက်တားလိုက်ပြီးမိဘတွေကိုကိုစားတောင်းပန်လာတယ်ကောင်မလေးကသာလက်မှတ်ထိုးပြီးရင်အိမ်တလုံးခွဲပေးပါမယ်တဲ့ဒါပေမဲ့ကောင်မလေးကလောင်ရည်လိုက်ပြီးအဲ့ဒီအိမ်9 လုံးစလုံးကသူ့ဟာရီလို့ပြောလိုက်တယ်ကောင်မလေးကအရှုံးမပြီးတော့မောင်လေးတွေကသူ့သားလေးကိုပါအန်တီရဲ့ပြုတ်မယ်လို့ချင်းချောက်လာတယ်လက်မှတ်မထိုးရင်မလွယ်ဘူးလို့တတိပေးတာပေါ့ဒါပေမဲ့နောက်တနေ့သားလေးကြောင်းစင်းချိန်မှာမိဘတွေနဲ့မောင်လေးတွေကခလီးကိုအတင်းလာလူကြတယ်တော်သေးတာကခင်ပွန်းဖြစ်သူကတတ်တော်ဆောင်တွေကြိုငားထားလို့အချိန်မီတားနိုင်ခဲ့တယ်သူတို့အကြံပြတ်သွားတော့မိဘတွေကအရှက်မရှိပဲလူပုံအလဲမှာကောင်မလေးကမိဘကိုမလီးစားဘူးလို့ဆွဆွဲတော့တာပဲလူတို့ရဲ့ကေရီမှုကိုခံနေရပြီမဲ့ကောင်မလေးကမပြရပဲအဖိုးရဲ့တီတန်းစာကိုထုတ်ပြလိုက်တယ်ဒီအိမ်ကအဖိုးသူ့ကိုပြီးခဲ့တာဖြစ်ပြီးအခုလိုပိတ်ထားတာဟာအဖိုးရဲ့အမွေကိုကာကွယ်ဖို့ပဲလို့ပြောလိုက်တယ်မိဘတွေကမကြည်နိုင်တရားဆွေးနိုင်ကြောင်းနဲ့ဥပဒေကအမှန်တရားအတိုင်းဆုံးဖြတ်ပြီးမှကိုယုံကြည်တယ်လို့ပြောလိုက်တယ်ပြီးတော့ဒီနေ့သူတို့လုတ်ခဲ့တဲ့မြကို CCTV မှာမှတ်တမ်းတင်ထားပြီးပြီဒါတွေကနောက်ပိုင်းမှာတပ်တွေဖြစ်လာမှာတယ်ဒါကိုကြားတော့မိဘတွေကြောက်သွားပြီးထွက်သွားကြတော့တယ်ဒါလောက်ဆိုမိဘတွေလက်လျှော့သွားမယ်လို့သူထင်ခဲ့ပေမယ့်သူတို့မိသားစုရဲ့အရှက်မရှိမှုကိုသူအထင်သေးခဲ့မိတယ်ညာဘက်ကောင်မလေးအိတ်တုံမယ်လို့လုံနေတော့မောင်လေးစီကဖုံးလာတယ်ဆေးရုံကိုချက်ချင်းလာခဲ့ပါတယ်အဖေကစိတ်ဆိုးပြီးနှလုံးယောဂါထလာလို့အခုအသက်အန္တရာယ်စိုးရင်ရတယ်တဲ့ဒါပေမဲ့
ဖုံးတဲကအလောတကြီးအတန်တွေကိုခင်ပွန်းဖြစ်သူကတခုခုမှားနေတယ်လို့ခံစားနေရတယ်။ကောင်မလေးကလည်းတန်တရားရှိပေမဲ့သူ့ရဲ့အရင်ခောက်ခောက်အဖေဖြစ်နေတော့မစွန့်စားရဲပဲဆေးရုံကိုချက်ချင်းပြေးသွားကြတယ်။ဆေးရုံရောက်တော့ဆရာဝန်ကအဖေဖြစ်သူအုံနောက်သွေးယူစီးပြီးဆုံးသွားပြီဖြစ်ကြောင်းစိတ်မကောင်းစွာနဲ့ပြောတယ်။ကောင်မလေးကြောင်သွားတာပေါ့။သူ့ကြောင့်ပဲအဖေတေးသွားရပြီလားဆိုပြီးသူမယုံနိုင်ဖြစ်နေတယ်။အဖေကိုနောက်ဆုံးအကြိမ်တွေ့ဖို့ခွဲစိတ်ခန်းနဲ့ပြေးဝင်ပြီးမြင်အမိဖြစ်သူကသူ့ကိုတုံးထုတ်ပြီးသူဟာအဖေကိုတတ်တယ်လူတက်သမားပဲလို့ပြောတယ်။ပြီးကမောင်လေးကအင်ချမ်းမီလွှဲပြောင်းပြီးတဲ့စာချုပ်ကိုချက်ချင်းထုတ်ပြတယ်။ဒါအဖေမဆုံးခင်ကနောက်ဆုံးစံတာဖြစ်တယ်မိသားစုစီးလုံးဖို့ပါတယ်။ဒီစာချုပ်မှာလက်မှတ်ထိုးလိုက်ရင်အဖေအီးလို့နားလို့ရပြီတဲ့။မိသားစုဝင်တွေအတင်းကျပ်လုပ်နေတာကြောင့်ကောင်မလေးလက်မှတ်ထိုးတော့မယ်လို့ဖြစ်နေတော့မှခင်ပွန်းဖြစ်သူကသူ့ကိုတားလိုက်တယ်။ရောက်ခမကြီးအခုတင်ဆုံးတာကိုနာယီကိစ္စမလုပ်ပဲစာချုပ်မှာလက်မှတ်ထိုးဖို့အတင်းလုပ်နေတာကအရင်လောလုံးနေတယ်လို့ပြောလိုက်တယ်။ဘာလို့နောက်ဆုံးအချိန်တွေးခွင့်မပေးတာလေလို့မီးလိုက်တယ်။ဆရာဝန်ကအလောင်းကိုရင်ခွဲယုံပို့လိုက်ပြီးလို့ကမန်းကရန်ဖြေတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကလှောင်ရည်ပြီးသူလည်းဒီစီးယုံမှာပဲအလုပ်လုပ်တာဖြစ်ပြီးမြင်ဒီဆရာဝန်ကိုတစ်ခါမှမမြင်ဘူးပါဘူးလို့ပြောလိုက်တယ်